สวัสดีค่ะทุกคนအားလုံးမင်္ဂလာပါရှင်ဒီအန်နိုပီလေးကနေပြီးတော့ကျေးဇူးပါရှင်ဟုတ်ပါတယ်အပတ်စဉ်ထိုင်းစကားတွေကိုမျှဝေပေးတဲ့ဒီအန်နိုပေးအစ်စ်လေးပါနော်ပေးအဟောင်းကတော့အားလုံးသိတဲ့အတိုင်းလောကြသွားပြီဖြစ်ပါတယ်ရှင်ဒါပေမဲ့လည်းဒီပေးအစ်စ်မှာအရင်တိုင်းပဲထိုင်းစကားတွေကိုပြန်လဲမျှဝေပေးသွားမှာဖြစ်လို့ like and follow လေးလုပ်ဖို့မမေ့ပါနဲ့ဦးနော်ဟုတ်ပါတယ်ရှင်ဒီတစ်ပတ်မျှဝေပေးမယ်ထိုင်းစကားလုံးလေးကတော့အားလုံးကြားဘူးနေကြစကားလုံးလေးပဲทำงานဆိုတာဘာလဲအလုပ်လုပ်တယ်ဟုတ်ပါတယ်အဲ့ဒီทำงานအလုပ်လုပ်တယ်ဆိုတဲ့စကားလုံးကိုအရှိက T ဆိုတဲ့စကားလုံးလေးထည့်လိုက်ရင်ဘာဖြစ်သွားမလဲထင်လဲ T ဆိုတဲ့စကားလုံးကမှာသို့မဟုတ်ကသို့မဟုတ်စကားဆက်နေရာတွေမှာသုံးပါတယ်ဒီနေ့မျှဝေပေးမယ့်စကားလုံးလေးကที่ทำงานအလုပ်မှာที่ทำงานအလုပ်မှာဥပမာအလုတ်ကအမလို့ပြောရှင်တော့ဖီဆိုတဲ့စကားလုံးကကြီးတဲ့သူတွေအကိုတွေအမတွေအကုန်လုံးသုံးလို့ရပါတယ်ဖီที่ทำงานဖီที่ทำงานအလုတ်ကအမအလုတ်ကညီမလို့ပြောရှင်တော့น้องที่ทำงานน้องที่ทำงานအလုတ်ကညီမအလုတ်ကတငယ်ချင်းလို့ပြောရှင်တော့เพื่อนที่ทำงานเพื่อนที่ทำงานအလုပ်ကတငယ်ချင်းအဲ့လိုမျိုးပြောလို့ရပါတယ်ဒါဆိုလို့ရှိရင်အလုပ်မှာပျော်ရဲ့လားလို့မေးချင်ရင်ဘယ်လိုမျိုးမေးလို့ရလဲที่ทำงานအလုပ်မှာมีความสุขပြောရှင်ねที่ทำงานมีความสุขไหมคะที่ทำงานมีความสุขไหมคะအလုပ်မှာပျော်ရဲ့လားရှင်ဆိုပြီးတော့မှပြောလို့ရပါတယ်สวัสดีค่ะขอบคุณค่ะ